ကိုဝနာရဲ့လက်ရှိစနေဆိုတော့မင်းငယ်ပေါ့ မင်းဆောင်ကလည်းဒီကတော့ပြောပါဆိုဒီအိမ်မက်သူနဲ့နှစ်ယောက်ဆုံတဲ့အချိန်လေးတော့ကျွန်တော်တို့သဘောကျ ဝင်းကြီးရလူတွေအကုန်လုံးကြည့်ပြမင်းငယ်ဆိုပြီးကြည့်လို့ကြည့်ရလေ အော်ကျွန်တော်အိမ်မက်သူလည်းတော့သဘောကျအိမ်မက်သူဆိုလည်းတကားလုံးသူပို့ပေးနိုင်တယ် အငြိမ်မဲနော် အကုန်လုံးတော့ကျေးဇူးတင်ဖို့အကုန်ကောင်းပါတယ်ဘာလို့လဲဆိုဇက်တကူလုံးထူကြလို့နေတော့လို့လည်းအကုန်လုံးပေါ့လေဝီပွိုင်လေးနည်းနည်းရှိတာကျွန်တော်ခလေးပဲ ဘာဖြစ်လို့မရောင်းခဲ့တာတော့ဟမ် ပါလေရောင်းတာပဲလေ ဟာသူများတော့လူတက်ပြီးတော့ရောင်းပေါ့ ကျွန်တော်ကလေးကကျွန်တော်ရုပ်ကိုသွားရွေးလိုက်တဲ့အခါကျတော့ကျွန်တော်ကပြဿနာတက်သွားတော်ကီမှာပြဿနာတက်သွားအဲ့လိုမျိုးလေးရှိ ကျမလိုယောက်ျားတကာနဲ့ပတ်သက်နေတဲ့မိန်းမတယောက်ရဲ့သားရှင့်သားလို့ထင်တယ်ရှင့်အတွေ့ကိုလေကျမအရန်အံ့ဩတယ် နောက်ဟိုးနောက်မှာနေဝင်လာတဲ့အခါကျဟိုသူလက်မခံတော့တဲ့ဟာအဲ့လိုမျိုးတွေပေါ့လေ